ကဲဒါဆိုရင်အားလုံးလည်းဖြူကငိုအောင်လုပ်တာလည်းများပြီဆိုတော့ဒီတစ်ခေါက်ဖြူရဲ့ unity ကိုပြတဲ့အနေနဲ့ပြောစရာတခြင်းလေးတစ်ပုဒ်နဲ့အဆုံးသတ်ရအောင်နော် XYZ ရဲ့လက်စွမ်းလေးနဲ့ဘာတခြင်းလေးဖြစ်မလဲဆိုတာကဲ Let's goလက်ခေါက်သားနဲ့စူးညစ်တဲ့ကြားစင်နဲ့နော်အပေါ်တော့ဘယ်တော့မှညတော့မှရှင်းတော့ကိုမြမပြည်ဒီကြိုပြည်မြမစာဒီကြိုစာမြမပြည်ကိုတို့ရချစ်သည်အတမန်ခံလို့ရှိစမီရွှေအောင်ခေတ်တို့ရောက်ရမည်တနေ့တော့ချိန်တဲ့ဧကန်ရောက်မည်မိုးကောင်းကဒူးတဲ့တိုင်းမတော်မြမညောင်းလေးနဲ့သက်ရှင်မဲဟေးလက်ခုပ်သားတွေကြီးရင်ချာချီလွှမ်းရအောင်လက်ခုပ်သားတွေကြီးငါတို့အားပေးကြရအောင်ကဘာမှမြမဟိတ်ကြအောင်ဆွဲပစိုးနဲ့စိတ်တက်ရှဲလို့တော့ပါနိုင်တော့နေပါတော့ရောက်နိုင်မို့ရွှေနဲ့ရွှဲနေတဲ့သက်သေးပဲလက်ခုပ်ရင်ချာချီလွှမ်းရအောင်လက်ခုပ်သားတွေကြီးငါတို့အားပေးကြရအောင်ကဘာမှမြမဟိတ်ကြအောင်ဆွဲပစိုးနဲ့စိတ်တက်ရှဲလို့တော့ပါနိုင်တော့နေပါတော့ရောက်နိုင်မို့ရွှေနဲ့ရွှဲနေတဲ့သက်သေးပဲလက်ခုပ်သားတွေကြီး XYZ လက်ခုပ်လေးတွေချစ်ဖို့ကောင်းရင်ဒါညီးနေရပဲအပေါ်တက်လေးနဲ့မြင်နေရစေလားမီးလေးထုတ်ပေးလို့ရမလားရှင်ခါမတစ်ခုလုံးမြမပြည်ဒီတို့ပြည်မြမစာဒီတို့စာမြမပြည်ကိုတို့ရချစ်သည်အတမန်ခံလို့ရှိစမီရွှေအောင်ခေတ်တို့ရောက်ရမည်တနေ့တော့ချိန်လေးဧကန်ရောက်မည်မိုးကောင်းကလူနဲ့တိုင်းမတော်မြမညောင်းလေးရဲ့လက်ရှိမဲဟေးလက်ခုပ်သားတွေရင်ချာတီလွှမ်းရအောင်လက်ခုပ်သားတွေကြီးငါတို့အားပေးကြရအောင်ကဘာမှမြမဟိတ်ကြအောင်ဆွဲမဆိုးတဲ့စိတ်တက်ရှဲကိုပါနိုင်တော့နေမှာတော့ရောက်နိုင်လို့ချွေးတဲ့ရွှဲနေတဲ့သက်သေးပဲလက်ခုပ်ရင်ချာတီလွှမ်းရအောင်လက်ခုပ်သားတွေကြီးငါတို့အားပေးကြရအောင်ကဘာမှမြမဟိတ်ကြအောင်ဆွဲမဆိုးတဲ့စိတ်တက်ရှဲကိုပါနိုင်တော့နေမှာတော့ရောက်နိုင်လို့ချွေးတဲ့ရွှဲနေတဲ့သက်သေးပဲလက်ခုပ်သားတွေကြီးကဘာမှမြမဟိတ်ကြအောင်ဆွဲမဆိုးတဲ့စိတ်တက်ရှဲကိုပါနိုင်တော့နေမှာတော့ရောက်နိုင်လို့ချွေးတဲ့ရွှဲနေတဲ့သက်သေးပဲလက်ခုပ်သားတွေကြီး